မင်္ဂလာပါရှင်ကျမကတော့တီချယ်ပန်းဖြစ်ပါတယ်ဒီနေ့နိုဝင်ဘာလသင်ခန်းစာတွေကရေအကြောင်းလေးကိုပြောပြပေးသွားပါမယ်ရှင်အဲ့တော့ကျမတို့ရေသင်ခန်းစာအကြောင်းကိုကျမကဒီလိုပုံစံလေးတွေလုပ်ထားပါတယ်အဲ့တော့သင်ရမယ့်ပုံစံလေးတွေကိုအချင်းချုပ်လေးပေါ့နော်ရေသင်ခန်းစာမှာသင်ရမယ့်ကြပြတွေကရေ1ရေ2 1 2ဆိုတဲ့ကြပြလေးတွေသင်ရမယ်ပြီးတော့ရင်ကျမတို့ကနောက်ထပ်ပုံမြင်နေရာမှာညီညွတ်ကြပါစို့ဆိုတာလေးကိုသင်ရမှာဖြစ်ပါတယ်။ဗဟုသုတအကြောင်းအရာတွေအနေနဲ့ကတော့ရေရရှိနိုင်တဲ့နေရာတွေနောက်ကဝမ်းကြပြရာကိုပြန်ပြီးတော့လေ့ကျင့်တာတွေရေအသုံးဝင်ပုံရေထည့်ထားနိုင်တဲ့ပစ္စည်းတွေတောက်ရည်တန့်ရှင်းမှုလုပ်နိုင်တဲ့အလုပ်တွေယောဂကင်းမဲ့တောက်ရည်တန့်ရှင်းတဲ့အရေးကြောင်းတွေရေမှာနစ်မြုပ်တာတွေပေါ်တာတွေရေထဲမှာပျော်ဝင်တာတွေမပျော်ဝင်တာတွေကိုသင်ပေးရမှာဖြစ်ပါတယ်ရှင်။ပြီးတော့လို့ရှိရင်တော့စက်ကြည့်ရမယ့်အထက်မှာကျမတို့ဘာအကြောင်းအရာတွေပါမလဲဆိုလို့ရှိရင်လက်မှုခောက်တာတွေနောက်ကအခက်တင်တာတွေပါမယ်ပေါ့နော်အဲ့တော့ဒါလေးတွေကျွန်မပြပေးပါမယ်အဲ့ဒါကလက်မှုသင်ခန်းစာမှာဆိုရင်ရေးထည့်ထားနိုင်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့ Journal Magazine တွေကနေပြီးတော့ဖြတ်ညက်ကတ်လောက်တာလေးတွေလုပ်ရမှာဖြစ်ပါတယ်ရှင်ပြီးတော့ရင်တော့ကစားနည်းတွေမှာရေရေးကြီးပုံကိုလက်မထောင်လက်မအောက်ချကစားနည်းကောင်းမကောင်းဆွေးနွေးရပါမယ်ပုံဆွဲတာကတော့ရေထည့်ထားနိုင်တဲ့ပစ္စည်းတွေဆွဲမယ်အယောင်ချယ်မယ်ပေါ့အခက်အရာတွေမှာဝါကငါပါကိုပြန်ပြီးလေ့ကျင့်မယ် VWSYC ဒါလေးတွေကိုရေးမယ်လေ့ကျင့်မယ်လေချောင်းမြင်နေပေါ့နော်ပြီးရင်16 19 18ကိုရေတွက်တာတွေကူရေးတာတွေလုပ်မှာဖြစ်ပါတယ်ရှင်ပြီးတော့လို့ရှိရင်တော့ကျမတို့ဆက်ပြီးတော့ကြည့်ပါမယ်ဘာအကြောင်းအရာလေးတွေသင်ရမလဲဆိုတော့ကျမဒီသင်ခန်းစာမှာအသုံးပြုရမယ်သင်ထောက်ကူနမူနာလေးတွေကိုပြပေးမှာဖြစ်ပါတယ်ရှင်အဲ့တော့သင်ထောက်ကူနမူနာအနေနဲ့ဆိုရင်တော့ဒီမှာရေရရှိနိုင်တဲ့နေရာတွေပေါ့နော်ရေတွင်းတွေရေကန်တွေရေတကွန်တွေမြေချောင်းအင်းအိုင်တွေပင်လယ်တွေအကြောင်းကိုကျမတို့ကအခုပြထားတဲ့ပုံလေးတွေအတိုင်းပြပြီးလို့ရတယ်ရေတန်းတရားလေပုံဆိုရင်လည်းဒီပုံစံမျိုးလေးတွေပြရမှာဖြစ်ပါတယ်ပြီးတော့လို့ရှိရင်ကျမတို့ကရေထည့်ထားနိုင်တဲ့ပစ္စည်းတွေကိုဒီမှာကားချက်လေးတွေသုံးလို့လည်းရတယ်လို့ကျမတို့ကပစ္စည်းစစ်လေးတွေသုံးပြီးတော့တင်နေရတယ်ရေအသုံးပြုပုံဆိုလည်းသူတို့ကိုပြောခိုင်းလို့ရတာဖြစ်ပါတယ်သူတို့တကယ်လုပ်တဲ့ပုံစံလေးတွေကိုကျမတို့ကပြောပြီးတော့တင်ရမှာဖြစ်ပါတယ်ရှင်ဒါကတော့ရေအသုံးပြုပုံအတွက်ပါပြီးတော့လို့ရှိရင်ကျမကဘာလေးတွေလုပ်ရမလဲဆိုလို့ရှိရင်ဒီရေအကြောင်းမှာမေးလို့ရတဲ့စစ်ဆေးဖို့မေးခွန်းလေးတွေပါနော်အဲ့ဒီမေးခွန်းလေးတွေကဘာလေးတွေလဲဆိုတော့ကျွန်မဒီမှာပြပေးပါမယ်ရေကိုဘယ်နေရာကရတယ်လဲကောင်းကင်ကြီးမှာဒီရေတွေဘလို့လျှောက်သွားသလဲအိမ်မှာရေကိုဘာနဲ့ထည့်လဲမောရင်ဘာလုပ်လဲညီညွတ်ကြပါစို့ပုံမြင်မှာပါတယ်စာသင်ကျောင်းကဘယ်မှာလဲနှာခေါင်းကြီးကတငယ်ချင်းတွေကိုဘလို့ကူညီသလဲပုံမြင်မှာပါတဲ့ကျောင်းသားလောင်းတွေကဘာအကျိုးကျေးဇူးသိလဲပြီးွားရင်စားမြင်ဆွဲကာကြီးတက်လင်းကြီးထောက်ဝင်မဲကိုရေးပြမယ်အတန်ရွတ်ဆိုမယ်ပြီးရင်ဒီအခရာတွေရေးချယ်တာငါးမြကစားတာအတန်နေအမြည်ရွတ်ဆိုခိုင်းတာတင်ပြီးတဲ့အခရာတွေကိုကြောပုံမှာအခရာရေးကစားတာတွေနဲ့တင်လို့ရတာဖြစ်ပါတယ်ရှင်ဒါကျွန်မမိခွန်းနမူနာလေးတွေပြပေးထားတာပါเนาะအဲ့တော့ဒါကတော့ကျွန်မရေးထားတဲ့စာအုပ်ထဲကစာတွေဖြစ်ပါတယ်ဒီစာအုပ်ကလေးစိတ်ဝင်စားရင်လည်းမေးလို့ရပါတယ်เนาะအဲ့တော့ဒီထဲမှာသင်ခန်းစာတွေအကုန်ပါမှာပါအခုပြထားတဲ့ဒီလိုမေးခွန်းလေးတွေတစ်ခုချင်းစီတိုင်းကိုသင်ခန်းစာတစ်ခုချင်းစီတိုင်းကိုလုပ်ပေးထားတာဖြစ်ပါတယ်အဲ့တော့ရေကြီးပုံစံသက်ကစားတာရေကလူတွေကိုအကျိုးပြုတဲ့ပုံစံရေတန်းရှင်းအောင်ဘယ်လိုလုပ်မလဲပြီးရင်ရေမှာပေါ်တာတွေမြုပ်တာတွေရေထဲမှာပျော်ဝင်တာတွေမပျော်ဝင်တာတွေမေးခွန်းတစ်ခုချင်းစီလက်တွေ့လုပ်ငန်းတစ်ခုချင်းစီလေးတွေနဲ့သင်ရမှာဖြစ်ပါတယ်ရှင်အဲ့ဒီအတွက်ကျွန်မဒါလေးတွေကိုပြပေးထားတာဖြစ်ပါတယ်ရှင်အဲ့တော့ကျမတို့ကအခုဒီဟာပြီးသွားရင်နောက်ထပ်လေ့ကျင့်ခန်းတစ်ခုအနေနဲ့ဘာတွေပါမလဲဆိုရင်ရေထဲမှာပျော်ဝင်တာမပျော်ဝင်တာကိုစမ်းသပ်ဖို့အတွက်မိကုံးလေးတွေပါမယ်လက်တွေ့လုပ်ငန်းလေးတွေပေါ့နော်လုပ်ပေးရမယ်တင်တဲ့ပုံမြင်တွေပြန်ပြောမယ်ကြပြတွေပြန်ဆိုမယ်ရေတန်းတရားလေးပုံအကြောင်းကိုပုံလေးကိုပြပြီးတော့ဘယ်ဟာကတော့စုစည်းတာဘယ်ဟာကတော့ရွာချတာဘယ်ဟာကတော့ငွေကြီးဖွဲ့တာဒါမျိုးလေးတွေကိုပြောရမှာဖြစ်ပါတယ်ပြီးသွားရင်သူတို့ကိုသူတို့ရဲ့တကယ်နေ့စဉ်ဘဝထဲမှာအသုံးပြုနေတဲ့ရေအသုံးပြုပုံတွေအကြောင်းကိုတဦးချင်းတယောက်ချင်းအုပ်စုလိုက်ကြောခိုင်းမှာဖြစ်ပါတယ်ရှင်အခုဒီမှာပြထားတဲ့ပုံလေးတွေကြည့်ပြီးတော့နမူနာယူလို့ရပါတယ်ဒါကတော့ရေအကြောင်းမှာသင်ရမယ့်အကြောင်းအရာလေးတွေဖြစ်ပါတယ်နားထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်အခုကျွန်မပြပြပေးခဲ့တာကတော့ပြထားတဲ့စာအုပ်လေးထဲမှာပါတဲ့အကြောင်းအရာလေးတွေပါသူငယ်တန်းသင်ယူတဲ့အတွက်ပါရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်